သမ မမီပေါက်စေဒီဆိုတဲ့ဗဘိုးဖျားကြီးဘုံဖျားကြီးဘိုးပေါက်စိန်ရှိခဲ့ပြတဲ့ဖျားကိုရူဘီဒီနေ့ရောက်နေတာပဲဖြစ်ပါတယ်အဲ့တော့ကြောင့်မို့ရူဘီရဲ့ဒီတငယ်ချင်းတွေကိုဘုံဖျားကြီးဘိုးပေါက်စိန်ရဲ့အကြောင်းကိုသိသလောက်လေ့လာပြီးတော့တင်ပြလိုက်ရတာဖြစ်ပါတယ်ဘုံဖျားကြီးဘိုးပေါက်စိန်ကဥဝိစာဒရာကထင်ရှားတဲ့ဒီပထမထွက်ရပါဝိစာတို့ကြီးတစ်ပါးလည်းဖြစ်တယ်ယဟန်ဝဲတန်ခါဟွာနဲ့ထွက်ရပေါက်သွားတဲ့ဆရာတော်ကြီးလည်းဖြစ်တယ်ပေါ့နော်ဘိုးပေါက်စိန်လို့အမိတွင်ခဲ့တဲ့ပုံစံလေးကလည်းဒါထူးဆန်းပါတယ်အဘဘိုးပေါက်စိန်ကရန်ကုန်ကိုမကြွမီမှာအေယာဝတီဒါဟင်္သာမျိုးအနီးကမယန်းရွာမှာတပါးတဲ့တင်သုံးခဲ့ပါတယ်အဲ့ချိန်မှာဆိုလို့ရှိရင်ဘိုးဖျားကြီးကဖြစ်သလိုနေထိုင်ပြီးတော့တရားကိုပဲဂရုစိုက်ကြံနေတယ်အချို့ကတော့ဖုံးကြီးရဟန်းခုပဲမထင်မဲနဲ့ပြစ်မှားစော်ကားခြင်းတွေလည်းရှိခဲ့ပါတယ်ဟင်္သာမျိုးဝန်းကျင်မှာပြည်တွင်းအချမ်းဖက်တောင်းချမ်းသူတွေလည်းရှိနေတယ်ဒီနေ့မှာတော့မတမာသူလူတစုကတော်ထဲမှာတရားကျင့်နေတဲ့ဘုံဖျားကြီးကိုရဟန်းတန်ခါကိုမထင်မဲထောင်လန်းလို့ထင်ပြီးတော့တန်တရားနဲ့နှိမ့်ဆက်စစ်ဆေးပါတယ်ရိုင်းနဲ့နှိမ့်ဆက်ရမှာပေါက်စိန်ကြီးနဲ့ပေါက်ခဲ့ပါတယ်မုံပြားကကြောက်လန့်ခြင်းမရှိပဲထက်လောက်ကွာလှုပ်ဆန်းကွာလို့ပြောတဲ့ဖြစ်လူမိုက်မှာတနက်ဖြစ်ပါတယ်သို့တော်လဲကြည်စံကမထွက်ပါဘေးဘက်ကိုလွှဲရပြစ်စီတော့မှကြည်စံထွက်ပါတယ်ဘုံပြားကြီးကိုချိန်၍ထက်ပြစ်တယ်ကြည်စံကထွက်မလာဘူးအဲ့ဒီအခါဘုံပေါက်စိန်ကိုတော့ဘိုးပေါက်စိန်ဆရာတော်ဘုံဖျားကြီးဘိုးပေါက်စိန်လို့အများကခေါ်ဆိုခဲ့ကြတယ်ဘုံလူကြီးကတော့အရင်ကဒီနေရာတွေကိုမရောက်ဘူးပြင်မယ်အခုဒီနှစ်တစ်ပေါ့နော်တရက်တလား2026မှာတော့ဒီနှစ်ကကုသိုလ်တွေပြရမယ်နှစ်ဖြစ်လို့ပဲနဲ့တူပါတယ်အလီတယောက်ရဲ့တိုက်တွန်းနှိုးဆော်ချက်ကြောင့်ရူဘီကကုသိုလ်လုပ်တဲ့ဒီနေရာကိုရောက်သွားခဲ့ပါတယ်နှစ်စဉ်60တကြိမ်မြောက်ပေါ့နော်နှစ်စဉ်တရက်တလားရောက်တိုင်းမှာဘုရားကြီးကိုညီမှန်းပြီးတော့သာသမီတွေကကုသိုလ်လုပ်လာခဲ့တာအခုဆို60တကြိမ်ထိရှိသွားပြီဖြစ်ပါတယ်တဲ့အဲ့ဒါလေးတစ်ချက်ပေါ့နော်အဲ့မှာစာရေးကမဲတွေလည်းလူတယ်လာသမျှသာသမီတွေကိုလည်းခွန်ရဲ့သားသမီးကိုလည်းကျွေးမွေးတန်ခါတော်တွေလည်းဆွဲကတ်တယ်ပေါ့နော်လူတွေကတော့နိုင်သလောက်ကလေးနာမည်နဲ့တည်းတသိန်းပေါ့နော်အဲ့ဒါမျိုးလူတွေကုသိုလ်ဝင်ယူခဲ့ပါသေးကိုလေးကတ်ထားတာလေးလည်းတွေ့ရတယ်ပေါ့နော်ဒါပါပဲနေဆူတောင်းဆောင်ချစ်ဆွဲတဲ့လေးပါပဲပေါ့နော်အကုသိုလ်လုံနေတဲ့အိမ်နေရာမှမဟုတ်တာကုသိုလ်လုံနေတဲ့နေရာဖြစ်တဲ့ကြောင့်မို့လူတွေကတော့အဲ့ဝိုင်းလေးကိုခြေချလိုက်တာနဲ့တပြိုင်နက်ကိုတော့ပထန်းဆက်ရှိခဲ့တဲ့လူမျိုးပဲနောက်တစ်ခုကျတော့ကုသိုလ်တွေလုပ်ဖြစ်ဖို့အတွက်တိုက်တွန်းတဲ့နေရာတစ်ခုလိုမျိုးပေါ့နော်ရီခံစားရပါတယ်။သာသနာပြုခြင်းတဲ့အိမ်မက်လည်းရှိတော့သာသနာပြုရင်ဝိဇ္ဇံဘန်းကိုလူမချမ်းသာမယ်ဆိုလို့ပဲရီကတော့ connection မိသွားခဲ့တဲ့ခုနှစ်ပဲဖြစ်ပါတယ်။အဲ့တော့2026ရဲ့ပထမအဆုံးနေ့ကရီအတွက်တော့အဖွင့်လာခဲ့တယ်လို့ပြောရမှာပေါ့နော်။ဘာသာရေးသာသနာရေးပေါ့နော်။ကိုယ့်လိုရေးတွေနဲ့ပြည့်နေတယ်ပြီးတော့ကိုချစ်ရတယ်မိသားစုချစ်ခင်ပွဲရောနော်မိသားစုတွေနဲ့အတူတူလူတွေလုံးနေလို့ဆိုတော့အရင်ကတောင်းပါတယ်ကျေးဇူးများကြီးတင်ပါတယ်